ကဲအခုကလာပြီးတော့ပြောပြပေးမှာတော့ဒီစာတူလေးတွေဘယ်လိုလုပ်ရတယ်လို့ဒီဓာတ်ပုံမှာစာရေးတာဘယ်လိုလုပ်ရတာလဲလို့ဒီဘယ်လိုလဲ TikTok မှာအခုစာတူလေးတွေရေးပြီးတင်နေကြတယ်ဗျာသူများတွေ edit ကလေးနဲ့အဲ့ဒါလေးတွေဘယ်လိုလုပ်ရတာလဲလို့ဒီရုပ်ရှင်လွယ်ကူဆုံးနဲ့ကျွန်တော်ကတော့အားလုံးတင်ပြပေးမှာပဲဖြစ်ပါတယ်စာတူလေးတွေစိတ်ဝင်စားတဲ့စာတူရေးရှင်တဲ့လူတွေအတွက်ကတော့ဒီဗီဒီယိုလေးကိုကြည့်တင်တယ်လို့ကျွန်တော်တို့ထင်ပါတယ်ကဲစလိုက်ကြရအောင်ကဲကျွန်တော်တို့ဗာဆက်လုပ်ရမလဲဆိုဒီမှာ play store မှာတွားမယ် play store မှာဒီမှာရိုက်ရှာမယ်y a အပေါ်မှာတက်လာတယ်မြန်မာကအဲ့ဒါလေးကိုနှိပ်ရမယ်ဗျာနှိပ်ကြလို့ဒီကောင်နှိပ်လိုက်ဒီမှာစမ်းသပ်တင်ရမယ်ဆိုပဲတင်ရခဏတော့စောင့်ပြီဗျာတွားပြီဆိုတော့ကျွန်တော်တို့ open လေးကိုဝင်လာကြအောင်ဒီမှာဓာတ်ပုံလေးရွေးရမယ်ဆိုတာသူကပြထားတယ်ဗျာဒီမှာ Hollywood ကိုနှိပ်လိုက်ဗျာဒီမှာအတစ်ဆိုပဲဆိုတော့ဒီမှာကျွန်တော်တို့ရေးထားအများကြီးရှိတယ်ဗျာအဲဒါဆိုဒီပုံလေးထဲမှာကျွန်တော်ကဒီပုံစမ်းပြမယ်ပေါ့နော်ဒီပုံလေးနဲ့ရွေးလိုက်မယ်နှိပ်ကိုတွားမယ်တွားအမှစတူလေးတွေ့ဆိုလို့ရှိလို့ရှိဒီအောက်ဘားတန်းလေးမှာရှိရဗျာတီအဲ့ဒါလေးကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့လို့ရှိရင်ကိုရေးချင်တဲ့စက်လုံးကိုဒီမှာရေးလိုက်ဗျာမင်းကိုလွမ်းတဲ့မင်းကိုလွမ်းတယ်ဒါလေးကိုနှိပ်ကိုနှိပ်မယ်ပြန်ဒါလေးပြန်နှိပ်ပြီးကိုကဖောက်စတိုင်ရွေးမယ်ဗျာကိုကဘယ်လိုဖောက်စတိုင်လိုချင်တာလဲပေါ့နော်ဖောက်စတိုင်တွေအများကြီးရှိရဗျာမြန်မာဖောက်စတိုင်တွေအများကြီးရှိတယ်အဲကိုကကာလာလေးပြောင်းညင်တယ်ကာလာလေးပြောင်းညင်တယ်ဒီမှာအစိမ်းရောင်ပြောင်းမယ်ဒီရောင်ပြောင်းအကုန်လုံးရှိတယ်ဗျာအဲ့ဒါပြစာတန်းကိုအတဲ့ယူမှာလားပြီးကိုကစာတန်းရှေ့တယ်ဗျာများတယ်ဆိုလို့ရှိရင်တောင်းမှာကတ်မလားခလေတက်မှာအဲ့လိုလေးပဲထားမလားဘေးဆက်ကနေကိုကတ်ထားမလားပေါ့နော်အဲ့ဒါတွေလည်းယူလို့ရတယ်ပေါ့အဲ့ပြီးတော့ကာလာလည်းဒီမှာအောက်မှာနောက်ဓာတ်ပုံကဒါအကြည်နေတယ်ဗျာကြည်နေတယ်ကိုကစာတန်းမိမ့်နေဆိုလို့ရှိရင်ဒါလေးကိုလှုပ်လို့လည်းရတယ်အောက်ကခံလေးနဲ့ဖြစ်တော့မှာပေါ့ဒါကိုဘယ်မှာလာလျှော့ရမလဲဆိုဒီမှာလျှော့ရမယ်ဗျာဒီမှာတင်းရမယ်လျှော့ရမယ်လို့တွေ့လိုက်မဲဆက်ကလေးအမှအဲ့လိုလေးလျှော့မယ်တင်းမယ်အကုန်လုံးလို့ရမယ်ဗျာအဲ့ဒီမှာတွားမယ်အဲ့ဒါပြီးတော့ဒါမခံဘူးဆိုလေရတာပဲနော်မနှိပ်ကိုတွားပြီးတော့ဒီမှာကိုထားခြင်းတဲ့နေရာလေးရွှေ့လိုက်ဗျာရွှေ့လို့ရတယ်အဲ့ဒါပြီးတော့ဒီမှာစေးလိုက်မယ်ဒီနားလေးမှာထားလိုက်မယ်ဗျာနော်တေးလို့ကျင်းလို့လေရတယ်ဗျာဒီမှာလေးတေးမယ်ကျင်းမယ်ကိုကဘယ်လောက်လေးထားခြင်းတာလဲဒီမှာတေးလေးကိုကျင်းတဲ့ပုံစံလေးကိုကဘယ်လိုကြက်လို့လှည့်လို့လေရတယ်ပြောင်းလို့လေရရွှေ့လို့လေရတယ်အဲ့ဒါလေးလုပ်ပြီးတိုင်းဒီမှာဒါလေးကောက်ကလေးချက်လိုက်နောက်တစ်ခါတက်စီလိုက်စီဆိုတော့လောက်ရမလဲဆိုလို့ရှိလို့ရှင် TikTok လေးအရင်ဆုံးဝင်မယ်ဗျာဝင်မယ်ပေါ့ကိုကလုံးမယ်ဗျာနော်ဟုတ်မယ်ဆိုလို့ရှိရင်ကိုကဒီပုံမှာကိုကစာတူ edit ရိုက်ရှာစာတူ edit ဒီပုံမှာလည်းရှိတယ်ဗျာအဲ့ဒါလေးနှိပ်လိုက်ဗျာလောက်လွယ်ရဗျာကိုကဒီမှာလေးဒီမှာဒီလိုစာတူလေးလို့ရှင်တယ်ဒီမှာနှိပ်လိုက်သူအောက်မှာ link ချပေးထားတာရှိတယ်ဗျာအိမ်မှာလေး link အဲ့ဒါလေးကိုနှိပ်ယူလိုက်မယ် copy ကူးမယ်ပြီးတော့ပြန်ထွက်လိုက်မယ်ဗျာစေးထားလိုက်ဗျာစေးထားပြီးဒီကောင်မှာတစ်ခါလေးစေးလိုက်ဗျာတစ်ချင်းမှာနော်စေးပြီးတော့ဆိုလို့ရှိရင်ပြန်ထွက်မယ်ဟိုဖုန်းလာကြအောင်အဲ့ဒါပြီးလို့ရှိလို့ရင်တို့ Chrome ဆိုတာရှိတယ်ဒါပဲဗျာဒီဟိုကနေဖုန်းတိုင်းပါပါတယ်အဲ့ဒါလေးရတော့နော်အဲ့ဒါကိုဘယ်မှာရိုက်ချင်မလဲဒီမှာထည့်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဟိုက copy ကူးလာတဲ့ဟာကိုဒီမှာ h မူဆိုတာအဲ့ဒါလေးပေါ်လာလိမ့်မယ်အဲ့မှာနှိပ်ပြီးလို့ရှိရင်ဒီမှာဒီနှိပ်လိုက်သူလင်းလေးကြားလိုက်ဒီမှာ save ဆိုတာလေးရှိရဗျာ save ဆိုတာလေးကိုနှိပ်လိုက်နှိပ်ခဏဆောင်အဲ့ဒါပြီးလို့ရှိလို့ရှိရင်ဒါရက်ရှုပ်နေအဲ့ဒါပြီးဒီမှာ down မှာဆိုတာရှိတယ်စာတန်းတီးလေးပြတယ်မှာကြည့်မီတို့ဖြစ် download လုပ်ရန်ဆိုတာလေးပိတ်ပြီးဒါလေးတီးလေးဒီလိုပိတ်နှိပ်လိုက်နေတိုင်းလေးဒီရုံ open ပြလိုက်မယ် open ပြရင်ပြန်ထွက်လိုက်ဗျာထွက်ပြီးတော့လို့ရှိရင်ကို live motion တောင်းတာရှိရပေါ့နော်ဒီ live motion တောင်းတာကြည့်လို့ရှိရင် live motion တွေကိုဝင်လိုက်မယ်ကျွန်တော်တို့ live motion တွေကိုဝင်လိုက်ပြီဗျာဒီ basic လေးရဲ့ down လေးရဲ့ဟာလေးကိုပိတ်နှိပ်လိုက်နှိပ်ပြီးလို့ရှိရင်အပေါ်မှာပဲဒီမှာပဲ UPM ODA အဲ့ဒါလေးပိတ်နှိပ်လိုက်
နှိပ်လိုက်လို့ရှိရင်အပေါ်မှာစာတုပ်ဆိုတော့လေကျွန်တော်တို့ဆွနာဟိုလေးလောက်လာတယ်ဖြောင်းကလောက်လိုက်ဟာလေးတွေ့လိမ့်မယ်တွေ့ပြီးတော့ဒီမှာဘောနော်ကိုဆွနာကျွန်တော်ထောင်းထားတဲ့ဟာလေးရပြီနော်ဒီမှာအဲ့ဒါလေးကိုနှိပ်လိုက်နှိပ်ပြီးတော့ကျွန်တော်တို့ဆွနာမင်းကိုလွမ်းနေဆိုတဲ့တပုံလေးဒီမှာရောက်လာလိမ့်မယ်ရောက်လာရင်ကိုကဒီမှာထည့်လိုက်မယ်ဒီမှာတွေ့လားကိုကကျင်းချဲ့မလားဒီမှာရှိတယ်ကျင်းမလားချဲ့မလားအဲ့လိုလေးပါနော်အဲ့လုပ်ပြီးတော့လို့ရှင်ကိုကဒီမှာ next ဂျာလေးကိုတွားလိုက်မယ်တွားပြီးတော့ကိုဒီမှာလေးဒီမှာဘောနော်ဒီမှာဒီတပုံလေးလို့ပါလားအဲ့ဒါကြီးပြထားတာလေးရှိတယ်အဲ့ဒီနှိပ်ပြီးတော့ဆနာကိုလေးစေးလာတယ်တချင်းလေးပေါ့နော်ဒီမှာဆနာတချင်းလေးဒီမှာတချင်းလေးရှိတယ်တချင်းလေးရှိတယ်အဲ့ရှင်ကိုကဒီမှာနှိပ်မယ်ကိုကနှိပ်ပြီးတော့အပေါ်မှာအဆက်ကလေး30ရှိတယ်အဆက်ကလေး30ကိုနှိပ်မယ်နှိပ်ပြီးတော့လို့ရှင်ဒီမှာ audio အဲ့ဒါလေးနှိပ်လိုက်ဗျာနှိပ်တော့ရင်အောက်ကတို့ဗီဒီယိုကြီးပါလာတယ်ဖြတ်လိုက်မယ်ဒါလေးနှိပ်လိုက်နှိပ်တိုင်းအပေါ်မှာ delete ဆိုတာရှိတယ်နှိပ်လိုက်လို့ရှိရင်ကိုဖွင့်ကြည့်လိုက်မယ်ဒီလားအဲ့ဒါဆိုရပြီပေါ့နော်ရပြီဆိုလို့ရှိရင်အပေါ်မှာဒီဟိုလေးရှိတယ်ဒါလေးကိုနှိပ်လိုက်မယ်ကိုကဒီမှာရွေလို့ရတယ်ဗျာကိုကဘယ်လောက် MB နဲ့ထောင်းနေတာလဲပေါ့နော်ဟိုမှာအကုန်လုံးဒီထိလဲထောင်းလို့ရဒီထိလဲထောင်းလို့ရတယ်ကို1800တဲ့1800ပါ1880ပေါ့ဗျာအဲ့ကဟာတော့ပို့ပြီးတော့ဒီရုပ်ထွက်ပို့ကောင်းတာပေါ့နော်920လဲကောင်းပါတယ်920လဲကောင်းတယ်ဒီ1080လဲကောင်းတယ်ပေါ့နော်ဒါလေးလဲကောင်းတယ်ဆိုလို့ရှိရင်ကိုကဘာလုပ်ရမလဲဆိုဒီမှာ export ထုတ်လိုက်မယ်ဒီအတန်းလေးပြည့်အောင်စောင့်လိုက်ပါတော့အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့လောက်ထားတဲ့ဟာရပါပြီ